ဓမ္မစရီမင်းကငါကိုမမြင်လို့၍ထွက်သွားသည်ငါလည်းမမြင်လို့ပြီလို့မိတ်မိရဲမတ်တွေကိုလိုက်တက်ဖို့အမိန်ပေးလိုက်ပါတယ်မင်းကြီးတွေကဖမ်းမိသွားတဲ့အခါမင်းရဲ့ကြော်စွာကငါတွင်အပြစ်မရှိဘဲအခုအသက်ကုန်ခြင်းသို့ရောက်ရပြီတော့မည်ငါတွင်အပြစ်မရှိသည်မှန်လျင်ဒီဘဝမှသေးသောညမမင်းတို့ဝမ်းမှဝင်စား၍အရွယ်ရောက်လျင်မွန်၃ရက်ကိုနှိမ်နှင်းအစိုးရသောမင်းဖြစ်စေသာလို့ဆုတောင်းပါတယ်ဝစ်စင်ထားတဲ့လက်ဝတ်တန်စာတွေကိုချွတ်ပြီးရွှေမော်တော်ဖျားမှာဆုတောင်းပြီးတဲ့အချိန်မှာပဲမင်းရဲ့ကြော်စွာအသက်ခံလိုက်ရပါတယ်ဒါကတော့မင်းရဲ့ကြော်စွာမသေးခင်ဆုတောင်းတဲ့တပင်ရွှေထီရဲ့ဘဝအစပဲဖြစ်ပါတယ်နောက်ပြီးထူးဆန်းတဲ့ချက်အနေနဲ့မိဖုရားခင်ဦးကိုဝင်3လရောက်တဲ့အခါမှာဟန်တာရီကမြေစည်းကိုစားပြီးပြည်နဝင်းချောင်းကရေအေးကိုတောက်ချင်တဲ့ချင်းချင်းကိုရပါတယ်ဒါကြောင့်မင်းကြီးညုံကသူတို့နဲ့စစ်ဖြစ်နေတဲ့ဟန်တာရီနဲ့ပြည်ကိုသွားဖို့အတွက်စီသူကြော်ထင်ကိုအမိန့်ပေးပါတယ်ဒီကြီးကမင်းမိန်ဖြစ်တဲ့အပြင်အသက်ပါပေးရမယ့်ကိစ္စကြီးဖြစ်တဲ့အတွက်စီသူကျော်ထင်ကလက်ယုံရည်ပြေဝတဲ့သူရဲကောင်း2ဦးကိုရွေးချယ်ပါတယ်သူရွေးချယ်လိုက်တဲ့သူရဲကောင်းတွေကတော့ဘဝရှင်မင်းတရားကြီးဘုရင်နောင်ရဲ့ဖခင်မင်းကြီးဆွေနဲ့ရှင်တီဟာတို့ပဲဖြစ်ပါတယ်မင်းကြီးဆွေနဲ့ရှင်တီဟာတို့ကခေသူတွေမဟုတ်တဲ့အတွက်ရေးကိစ္စကိုအောင်မြင်စွာဆောင်ရွက်ပြီးတော့ဘုရင်စီဆက်တာပါတယ်မင်းကြီးညိုကအမတန်2000အားရဖြစ်တဲ့အတွက်သူဝတ်ထားတဲ့ဗရမများလက်ဝတ်တော်ကိုချွတ်ပြီးတကွင်းစီဆူချပါတယ်ဒီလိုနဲ့ခင်ဦးမိဖုရားကိုဝင်9လကျော်10လရောက်တဲ့အခါကေတုမတိနန်းတော်မှာထူးဆန်းတဲ့နမိတ်ကြီးတွေဖြစ်လာတဲ့အတွက်တိုင်းပြည်လုံးအော်တောင်းနှင်းဖြစ်ကုန်ပါတယ်။တပင်ရှိတီဖွားတဲ့နေ့မှာဖြစ်ခဲ့တဲ့နမိတ်ကြီး14ခုကတော့1နေဝမပေါ်ပဲမှောင်အတိကျသဖြင့်တစ်မျိုးလုံးထိတ်လန့်တုန်လှုပ်ကြခြင်း2အရက်ရှိမျက်နှာမှာလေပြင်းမုန်တိုင်းတို့တိုက်ခတ်ပြီးကေတုမတိနန်းတော်သို့ဥခိုက်ကြခြင်း3မြို့တော်တခွင်ထုံဝင်းကျင်၌ရှိကြသောတစ်ပင်တို့သည်လေပြင်းအဟုန်ကြောင့်အညွန့်အခိုင်းများကိုင်းညွန့်ကာရွှေနန်းတော်စီဥခိုက်ကြခြင်း4လျက်ပန်းလက်မီးတို့ထိန်ထိန်ကြီးသည်မြလင်းလက်ကြပြီးကေတုမတိနန်းတော်တို့မိမောင်ထိုးပြတဲ့ကဲ့သို့ရှိခြင်း5မြို့တော်ရှေ့ဘက်မှ၎င်းအနောက်ဘက်မှ၎င်းဩကာပြန်ကြီးနှလုံးတို့သည်ပြန်တန်းလာကြပြီးနန်းတော်ထက်တွင်လူးလာပြန်တန်းနေကြခြင်း6မိုးချင်းသည်များတညညဟိလျံမပြတ်ရှိခြင်း9မြင်းကလင်းအကျဉ်းချင်းလှုပ်ရတောလဲတန်ကြီးများမြည်ဟိလျက်ရှိခြင်း10ဓာလန်လက်နဲ့အမြောက်စိန်ပြောင်းစသည်တို့မှအယောင်အလင်းထွက်ကြခြင်း9ဒုရိယစောင်းညံ့စသည်တို့မှအတန်အလိုလိုမြည်ကြခြင်း10စင်မြင်းစစ်စင်အပေါင်းတို့ကအတန်အကုန်မြည်ဟိကြခြင်း11ပြင်းစွာသောမိုးကြီးရွာ၍မိုးသီးမှန်ကျွေးကြခြင်း12ခပောင်းချောင်းနှင့်ပေါင်းလောင်းမြစ်ရေတို့ချက်ချင်းရှန်တက်လာပြီးကေတုမတိနန်းတော်ကျုံးစီရေလျင်ဥတီလာခြင်း73မြို့တော်၏အရှိတော်တခွင်နှင့်အနောက်တော်တခွင်ရှိတစ်ပင်ကြီးတို့ထက်မှတစ်ခွပေါင်းစုံတပြိုင်နက်တည်းပွင့်ကြခြင်း14ကေတုမတိနန်းတော်၏အထက်ကောင်းကင်ရန်၌ရန်ဖန်ရ